လူတွေအမျိုးမျိုးပဲအချင်းရဲ့အဓိပ္ပာယ်ဖွင့်ကြရဝဲကိုလိုတလို့သာဆွဲပြီးပြောကြပြီမယ်အချင်းဆိုတာပေးဆက်ခြင်းအချင်းဆိုတာဆုံးလို့ခြင်းအချင်းဆိုတာအနစ်နာခံခြင်းတဲ့လူတွေအမျိုးမျိုးပဲအချင်းရဲ့အဓိပ္ပာယ်ဖွင့်ကြရဝဲကိုလိုတလို့သာဆွဲပြီးပြောကြပြီမယ်အချင်းဆိုတာရယူလို့ခြင်းအချင်းဆိုတာပိုင်ဆိုင်လို့ခြင်းအချင်းဆိုတာတမ်းမဲ့မောခြင်းတဲ့ဘယ်လိုဆိုအချင်းရဲ့အဓိပ္ပာယ်ခံစားမှနာလေနိုင်မယ်သိလိမ့်မယ်ချစ်သူဘလို့ပဲဖြစ်ဖြစ်ကွယ်ချစ်နေမှာပဲအမြဲပေါ်တကယ်ခွင့်လွှတ်ခြင်းများနဲ့အစင်မျက်လုံးတွေချစ်သူနဲ့ဝေးတော့ကွယ်စိတ်မှာအမြဲတမ်းထားတယ်တလုံးကွယ်ချစ်ဆုံးပဲလူတွေအမျိုးမျိုးပဲအချင်းရဲ့အဓိပ္ပာယ်ဖွင့်ကြရဝဲကိုလိုတလို့သောဆွဲပြီးပြောကြပြီမယ်အချင်းဆိုတာရယူလို့ခြင်းအချင်းဆိုတာပိုင်ဆိုင်လို့ခြင်းအချင်းဆိုတာတမ်းမဲ့မောခြင်းတဲ့ဘယ်လိုဆိုအချင်းရဲ့အဓိပ္ပာယ်ခံစားမှုမှနာလေနိုင်မယ်သိလိမ့်မယ်ဖြစ်ကွယ်ချစ်နေမှာပဲအမြဲပေါ်တကယ်ခွင့်လွှတ်ခြင်းများနဲ့အစင်မျက်လုံးတွေချစ်သူနဲ့ဝေးတော့ကွယ်စိတ်မှာအမြဲတမ်းထားတယ်တလုံးကွယ်အချစ်ဆုံးပဲဖွင့်ကြရဝဲကိုလိုတလို့သာဆွဲပြီးပြောကြပြီမယ်အချင်းဆိုတာပြီးဆက်ခြင်းအချင်းဆိုတာဆုံးလို့ခြင်းအချင်းဆိုတာနစ်နာခံခြင်းတဲ့ဘယ်လိုဆိုအချင်းရဲ့အဓိပ္ပာယ်ခံစားမှုမှနာလေနိုင်မယ်သိလိမ့်မယ်ချစ်သူဘလို့ပဲဖြစ်ကွယ်ချစ်နေမှာပဲအမြဲပေါ်တကယ်ခွင့်လွှတ်ခြင်းများနဲ့အစင်မျက်လုံးတွေချစ်သူနဲ့ဝေးတော့ကွယ်စိတ်မှာအမြဲတမ်းထားတယ်တလုံးကွယ်ချစ်ဆုံးပဲ